ဖေးပြားနေကြတယ်ကဲဒီနေ့လည်းပါအင်းချက်လာမလဲထမင်းဒါကကြတော့ဖေးပြားနဲ့ကတ်လည်းနဲ့ကြော်တာချူကြော်လို့ဒါကြတော့မဖေစို့ကတ်လည်းစားရအောင်ခင်ဗျာအဖေကျနေရင်စားနှစ်မြမြ